အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုတင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့အမျိုးသားတွေအနေနဲ့ကျမရေးဆိုင်ရာအကြောင်းအရာတစ်ခုကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ကဲအမျိုးသားတွေကသူတို့ရဲ့လိန်တန်းနဲ့ပတ်သက်ရင်ကိုစိတ်ကျေနပ်မှုနေကြတာများပါတယ်အထူးသဖြင့်ကိုယ့်ရဲ့လိန်တန်းကိုသေးတယ်ကောင်းကောင်းမထောင်းတတ်ဘူးလို့ထင်ကြတာပေါ့နော်ဒါကြောင့်နီးမျိုးစုံသုံးပြီးကြီးအောင်ထောင်းအောင်ကြိုးစားကြပါတယ်ဒီထဲမှာမုံကြီးစီလည်းပါဝင်ပါတယ်မုံကြီးစီနဲ့နှိမ့်နေပြီးလိန်တန်းကြီးအောင်ကြိုးစားကြတာတွေရှိတယ်တကယ်ရောမုံကြီးစီကလိန်တန်းကြီးစီလို့လား မုံညင်းစီဆိုတာကမုံညင်းစိတ်ကိုကြိတ်ပြီးအစီထုတ်ထားတာဖြစ်ပါတယ်။လေးလာချက်တွေအရမုံညင်းစီကပိုးတည်စေတယ်။ဆန္ဒနဲ့အရေးပြားကိုကျဲမာစေတယ်။နာကျင်ရောင်ညမ်းမှုတွေကိုတတ်တာစေတယ်။ကောင်းမွန်တဲ့မပြီးဝစီတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒီလိုကောင်းကျိုးတွေရှိပြီးမဲ့မုံညင်းစီကိုဟင်းချက်စီအဖေတိတ်မတုံကြပါဘူး။ဘာလို့လဲဆိုတော့သူ့မှာနှလုံးကိုထိခိုက်စေနိုင်တဲ့ erucic acid ပါဝင်မှုများလို့ပါ။ဒါကြောင့်အနောက်နိုင်ငံတွေမှာဆိုရင်စားစီအဖြစ်အသုံးပြုတာကိုတားမြစ်ထားပါတယ်။ Okay မုံညင်းစီကို carrier wine တစ်ခုခုနဲ့ပေါင်းပြီးအရေပြားနဲ့ကြွက်သားဝီမှာလိမ့်ဖို့ extracted လုပ်ပြီးအရသာအနေနဲ့ flavoring agent ပမာဏအနည်းငယ်လောက်ထည့်ဖို့သာအသုံးပြုကြတာဖြစ်ပါတယ်ခင်ဗျာ။မုံညင်းစီကတကယ်မဲ့လိမ့်နှံကြီးစေသလား။ဓာတုဗေဒစေနီးတွေမှာတော့မုံညင်းစီကိုလိမ့်နှံကြီးဖို့ထောင်မှတ်မှုကောင်းစေဖို့တုံးကြတယ်ဆိုပေမဲ့သိပ္ပံနီးကြတော့လက်တွေမပြနိုင်သေးပါဘူး။နောက်ပြီးလိန်စိတ်တက်ကြွစေဖို့မုံညင်းစီကိုတုံးကြတယ်လို့လည်းဆိုပါနဲ့။အထူးသဖြင့်တော့အိန္ဒိယအပံမှာပေါ့နော်။ဒါပေမဲ့အနောက်တိုင်းဆေးပညာမှာတော့မုံညင်းစီကလင်းနှန်းကြီးစေသလားဆိုတာကိုအတိအကျသက်သေမပြနိုင်သေးပါဘူး။ ဒါဆိုရင်မုံညင်းစီကလင်းတန်ကြီးစီတယ်လို့ခန်းစားရတာဘာကြောင့်လဲတချို့မျိုးသားတွေကမုံညင်းစီလိန်ပြီးတဲ့အခါသူတို့ရဲ့လိန်တန်းကပိုကြီးလာတယ်ပိုထောင်မတ်လာတယ်လို့ထင်ကြပါတယ်ဒါကအောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် ပထမတစ်ခုကလိန်နံကိုနှိုးဆော့သလိုဖြစ်တာပါစီနဲ့ကိုယ်တိုင်ဖြစ်ဖြစ်ဆက်ဆံဖော်နဲ့ဖြစ်ဖြစ်လိန်နံကိုနှိမ့်နေတဲ့အခါလိန်ပိုင်းဆိုင်ရာနှိုးဆွမှုဖြစ်ပြီးထောင်မတ်လာတာပေါ့နော်ဒါကစီမသုံးပဲနှိုးဆွရင်လည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကလိန်နံကိုနှိမ့်နေတဲ့အခါတွေးလေပတ်မှုကောင်းပြီးလိန်နံစီတွေးမြရောက်တာကြောင့်လိန်နံထောင်လာခြင်းဖြစ်ပါတယ် ဒါအပြင်လိန်တန်ပူနွေးလာတာလည်းအကြောင်းရင်းတစ်ခုခနိုင်ပါတယ်စီလိန်ပြီးနှိမ့်ရင်ပို့ရင်ဘယ်နေရာမှမဆိုပူနွေးလာပါတယ်လိန်တန်ကလည်းဒီလိုပါပဲပူနွေးမှုကြောင့်တွေးလေပတ်မှုကောင်းပြီးထောင်မတ်လာတာထင်နိုင်ပါတယ် ကဲဒီအချက်တွေကတော့မုံညင်းစီနဲ့နှိမ့်နေရင်ဘာကြောင့်လိန်တန်းကြီးပြီးထောင်မတ်လာတာလဲဆိုတာအပေါ်ဖြစ်နိုင်တဲ့အချက်တွေပါဒါကမုံညင်းစီနဲ့မှမဟုတ်ပါဘူးတခြားစီတစ်မျိုးမျိုးဒါမှမဟုတ်လက်နဲ့ပုံမှန်အတိုင်းနှိုးဆွရင်လည်းဖြစ်နိုင်ပါတယ်မုံညင်းစီမှာမှတီးတန့်အာနီးတင်ရှိတာမျိုးတော့မဟုတ်ပါဘူးဒါဆိုရင်လိန်တန်းမှာမုံညင်းစီတုံးတာကအန်ဒီယကင်းရဲ့လားမုံညင်းစီကိုအကြေပြားမှာလိန်တာကကြီးမားတဲ့ပြဿနာတော့မရှိပါဘူးအထူးသဖြင့်တော့အိန္ဒိယဘက်မှာအကြေပြားကြက်မှအောင်လိန်ကြတယ်လိန်တန်းရေပြားကလည်းအကြေပြားမယ်ဆိုတော့ကြီးကြီးမားမားပြဿနာတော့မရှိပါဘူးဒါပေမဲ့တတိထားရမယ့်အချက်တွေတော့ရှိပါတယ် ပထမတစ်ခုကဓမ္မတေတာပါအရေးဖျားညတဲ့ဓမ္မတေအောင်ဆိုရင်မတုံးတာအကောင်ဆုံးပါဒါကြောင့်ဆက်စချင်းသုံးမယ်ဆိုလိန်တန်မှုတွေတစ်ခြားနေရဥမာလက်မောင်းလိုနေရမျိုးမှာစီအနေငယ်လိန်မီဓာတ်တဲ့မတဲ့ကိုတရက်လန့်ဆောင်ကြည့်ပါ ဒုတိယတစ်ခုကမိမကိုပိုးဝင်နိုင်ခြေကိုတတိပြုပါအထူးသဖြင့်စီပေနေတဲ့လိန်တန်နဲ့မိမကိုဆက်ဆံတဲ့အခါပိုးဝင်နိုင်ခြေကိုတတိပြုဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ကွန်ဒုံးပေါက်နိုင်တာပါမုံရင်းစီအပါဝင်တခြားအစီတွေကကွန်ဒုံးကိုပေါက်လည်စေပါတယ်ဒါကြောင့်ကွန်ဒုံးသုံးမယ်ဆိုရင်မုံရင်းစီကိုချောစီအဖြစ်လုံးဝမသုံးသင့်ပါဘူး ကဲဒါဆိုရင်မုံငင်းစီကိုလိန်တန်ကြီးဖို့သုံးသင့်မသုံးသင့်လက်ရှိအချိန်ထိတော့မုံငင်းစီကလိန်တန်ကြီးဖို့ထောင်မှတ်ဖို့တိတာတဲ့အာနိသင်ရှိရဲဆိုတာကိုလေးလာချက်တွေမရှိသေးပါဘူးမုံငင်းစီလိန်ပြီးလိန်တန်ကြီးလာထောင်လာတယ်ဆိုတာလိန်တန်ကိုနှိုးဆော့ပြီးတွေးလေပတ်မှုကောင်းတာကြောင့်ပိုဖြစ်နိုင်တာပေါ့နော် ခုချိန်ထိတော့ရေရှည်ခံပြီးစိတ်ချရတဲ့အာနိသင်တကယ်ကောင်းတဲ့လိန်တန်ကြီးနေဆိုတာမရှိသေးပါဘူးလိန်တန်သိတယ်လို့ထင်ကြတဲ့အမျိုးသားအများစုကလည်းတကယ်တမ်းတော့အိယာပေါ်မှာအစင်မပြေလောက်အောင်သိနေတာမျိုးမဟုတ်ပါဘူးဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးကျန်းမာရေးနဲ့ဆိုင်တဲ့ဗဟုသုတများကိုကျွန်တော်တို့ရဲ့ Healthy Daily Channel မှာအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့
channel လေးကို subscribe မလုပ်ပါသေး subscribe လုပ်သွားပြီးဘေးနားလေးကခေါင်းလုံးလေးကိုလည်းနှိပ်သွားပေးကြပါဦးကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ